Hello အားလုံးပဲမင်္ဂလာပါဒီလိုပဲနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုလီဗာပူးကဆိုလို့ရှိရင်အခု E-set ကကျွန်တော်တို့ရဲ့ radar ထဲမှာရှိနေတော့မယ်ဗျာပြောချင်တာကျွန်တော်တို့အခုဆိုလို့ရှိရင်လီဗာပူးကနျူကာဆယ်ဘက်ကိုနည်းနည်းပြီးတော့လှမ်းပြီးတော့တည်င်းစုံစမ်းတဲ့အခြေအနေတစ်ခုမှာတော့ရှိနေအဲ့အခြေအနေလောက်ပဲရှိသေးတယ်ထဲဝင်ကမ်းလှမ်းတာလိုမျိုးကစားသမားနဲ့ဆွေးနွေးတာလိုမျိုးကဘာတစ်ခုမှတော့မရှိသေးဘူးဒါပေမဲ့အခြားသတင်းထောက်တွေအကုန်လုံးကလည်းလီဗာပူးကဒီ E-set ကိုမခေါ်နိုင်ဘူးခေါ်နိုင်မလားလို့ပြောနေရဆိုလို့ရှိရင်လည်းခေါ်နိုင်တယ်လို့ပဲသူတို့ကအမြင်နဲ့ပြောနေတာဒီလောက်ထိကျွန်တော်တို့ဒီယာတီမှာဆိုရင်တန်း200နီးပါး3နားထိတိုင်အောင်ဒီကစားသမားကိုတန်း150တန်း200သုံးဖို့အတွက်လီဗာပူးကဝင်လေးနေမှာမဟုတ်ဘူးဘတ်ဂျက်ကလည်းရှိပြီးသားအဲ့တော့နျူကာဆယ်ပုံမှာပဲမူတည်တယ်ကစားသမားပုံမှာလည်းမူတည်တယ်ပေါ့နော်ဒါပေမဲ့ကစားသမားတွေကတကယ်လို့နျူကာဆယ်ဘက်ကရောင်းမယ်ဆိုကစားသမားဘက်ကအဲ့လိုကြီးခက်ခဲစရာတခုတော့မဟုတ်ဘူးဒီ E-set ကပြောထားပြီးသားဟိုးရင်နဲ့လီဗာပူးမှာသူကကစားခြင်းကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နျူကာဆယ်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်နျူကာဆယ်ကအခုဆိုလို့ရှိရင်ဒီကစားသမားနေရာမှာအစားထိုးဖို့အတွက်ကိုသူကလည်းကြိုးစားထားပြီးသားဗျ E-set လိုကစားသမားမျိုးကိုဘယ်လိုပဲဖြစ်သူတို့ခေါ်လာနိုင်တယ်ဆိုတာအခြေအနေရှိတာဖြစ်တဲ့အတွက်သူတို့ကအခုBrighton တင်းရဲ့ကစားသမားဂျာအိုပက်ထရိုကိုအခုဆိုရင်အသေးအတန်ကမ်းလှမ်းနေတယ်အခုနလေးတွေကိုချက်စီနဲ့သူတို့နဲ့အပြိုင်အဆန်ကိုကမ်းလှမ်းနေတဲ့အခြေအနေမှာရှိတယ်ဆိုပြီးဖော်ပြနေပါတော့အဲ့တော့တကယ်လို့ဂျာအိုပက်ထရိုသာနျူကာဆယ်ကိုရောက်သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ E-set ကိုရောင်းလာနိုင်တာပေါ့နော်ကျွန်တော်တို့အခုဆိုလို့ရှိရင်တပိပိနဲ့အချိန်တော့ဆိုလို့ရှိရင်နျူကာဆယ်က E-set ကိုမရောင်းဘူးဒါပေမဲ့တန်း150ရရင်ရောင်းမယ်ဆိုပြီးတော့တရင်နောက်တစ်ခုထွက်လာပြန်အောင်နော်ဒါမှမဟုတ်လို့ရှိရင်တန်း150ပေးမယ်လီဗာပူးကပေးမယ်လေဆိုတော့အခုနျူကာဆယ်ကတန်း150ပေးနိုင်တယ်ဆိုပေမဲ့ဒီအင်္ဂလန်လိတွေမဟုတ်ဘဲနဲ့တခြားပြင်ပလိအသင်းတွေကိုရောင်းမယ်ဆိုပြီးတော့လေတည်င်းကတဖြည်းဖြည်းနဲ့အဲ့လိုမျိုးထွက်နေရတော့တွေ့ရတယ်ပေါ့နော်အဲ့တော့လီဗာပူးကဒီကစားသမားကိုစိတ်ဝင်စားနေတယ်တေချာပေါ့နျူကာဆယ်ဘက်ကသာမီးစိမ်းပြလိုက်တယ်ဆွေးနွေးမှုတွေလက်ခံမယ်ဆိုလို့ရှိရင်လီဗာပူးဘက်ကလည်းအစင်အသစ်ဒီပြောင်းရွှေ့ဈေးကွက်တွေကိုဝင်ဖို့ကိုအစင်အသစ်ပတ်စံကိုင်းပြီးစောင့်နေရဆိုတဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တခြားတိုက်စစ်မှုတွေထဲစာလို့ရှိရင်ဒီ E-set ကလီဗာပူးနဲ့အသင့်တော်ဆုံးကစားသမားလို့ပဲကျွန်တော်မြင်တယ်။ဘာလို့ဆိုတော့အခုဆိုတာဝန်နူးညံ့ကလည်းနာပိုလီနဲ့ပြောင်းရွှေ့ဆိုင်ရာဆွေးနွေးမှုတွေကအပေါင်းလက္ခဏာစောင့်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုက်စစ်မှုစစ်ကမရှိတော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ကလည်းတချို့သတင်းတွေမှာဆိုလို့ရှိရင် Elio plus E-set ပေါ့နော် Elio plus ဘလောက်ပတ်စံဘလောက်တောင်းမို့ Jota plus ပတ်စံဘလောက်ဆိုပြီးတော့သတင်းမှာတွေ့နေတာဒါတွေကတော့ rumor နေပဲကျွန်တော်တက်နေတာတွေ့ရပါတော့တကယ်ကြားလို့ရှိရင်တော့အဲ့လိုကျွန်တော်မဟုတ်သေးဘူးထဲထဲဝင်စကားပြောဆိုမှုတွေလည်းမရှိသေးဘူးတင်ဝင်ကလည်းမရှိသေးဘူးဒါပေမဲ့လီဗာပူးရဲ့ radar ထဲမှာတော့ရှိနေတော့မယ် E-set ကအဲ့တော့စောင့်ကြည့်ခြင်းစရာတော့ကောင်းတယ်ဗောဒီပြောင်းရွှေ့ကရောက်လာမယ်ဆိုတော့ကျွန်တော်တို့အတွက်တော်တော်ကြီးဒီယာတီကဒီပြောင်းရွှေ့ကတော်တော်ကြီးအပေါင်းလက္ခဏာဆောင်တဲ့အပြောင်းရွှေ့တခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗောနော်အဲ့တော့ဘယ်လိုမြင်ရလဲ E-set မရရင်ရောဒါမှမဟုတ် E-set အပြင်ရောတရားဘယ်ကစားသမားကိုလိုချင်လဲဆိုတာကျွန်တော်ကိုကုန်းမောင်ဝင်အောင်ဆွေးနွေးပြလို့ရပါတယ်ကျွန်တော်ကိုသဘောကျတယ်ကျွန်တော်ကိုကျွန်တော်ပြောနေတဲ့ဗီဒီယိုသဘောကျတယ်ဆိုလို့ရှိရင်တော့ကျွန်တော် like and follow လုပ်ပြီးတော့ကိုညီပေးပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးများတင်ပါတယ်